Hello，欢迎大家一起学习每日一句。အားလုံးပဲဝါကြလေးတစ်ခွန်းသင်ယူမှုကြိုဆိုပါရစေ။跟我一起练习今天的句子吧。အတူတူဒီနေ့ဝါကြလေးကိုလေ့ကျင့်ကြအောင်။没钱没学问就没面子。没钱ပတ်စံမရှိဘူး။没学问学问က education ပညာရပ်ပါ။ပတ်စံမရှိဘူး没钱没学问没学问ဆိုတာပညာမရှိဘူးနော်ပညာမရှိဘူးဆိုလို့ရှိရင်就没面子面子ဆိုတာမျက်နှာပါဒါကြောင့်မျက်နှာမလှဘူးပေါ့နော်ပတ်စံမရှိဘူးနော်ပညာရေးလည်းပညာမှလည်းမတော်ဘူးဆိုလို့ရှိရင်မျက်နှာမရှိဘူးဒါကိုပြောချင်တာပါ when you lack both money and education you lose respect in society အဲ့တော့နော်ပတ်စံမရှိဘူးကိုမှပညာသုံးချကြပညာလည်းမရှိဘူးဆိုလို့ရှိရင်မျက်နှာမရှိပါဘူးဒါလေးပြောချင်တာပါ好今天的每日一句就到这里我们下次见ဒီနေ့ရဲ့စကားလေးတစ်ခွန်းကဒီမှာပဲရပ်ပါပြီနောက်ချိန်တွေ့ပါမယ်bye bye